မင်္ဂလာပါဗျာဖြည့်ဝင်ပါဒါတော့ဒီနေ့ရက်90တော်ထားတဲ့လူတွေတွားယူလာပါတော့အယောက်20ရဲ့ဒါကြတော့တန်ကြီးဆောင်တာ2ယောက်ပြီးရင် passport 2ယောက်ပေါ့နော်သူတို့ကိုကျွန်တော်ဘယ်လိုမျိုးလုပ်ပေးလဲဆိုတော့ပေါ့နော်ပထမဦးဆုံးရက်90စီးရင်ဖြစ်ပါတယ်ပေါ့နော်တော်ထားတဲ့လူတွေဆိုရင်နာမည်ရိုက်ထည့်လိုက်တယ်ဥပမာဆိုလှိုင်ဝါအောင်လှိုင်ဝါအောင်ဆိုရင်တက်လာပြီမောင်ဝင်းအကောင့်က23ဩဂတ်ရက်ပုံပို့ရင်ကျန်ပြီโอเคအဲ့တော့အလောက်ကြောင်ကြီးပဲပြောနေတော့လေညီငွေမှာပေါ့နော်ဒီနေ့ကတော့ကျွန်တော်ဘူးတုတအနေနဲ့ပေါ့နော်ဘူးတုတအနေနဲ့ဒီထိုင်းနိုင်ငံထဲမှာကားမောင်းနေတဲ့ဆိုင်ကယ်မောင်းနေတဲ့လူတွေအတွက်ပြောပြမယ်ပေါ့နော်တကယ်ဖြစ်လာရင်အန်ရယ်ဆိုတာမမြင်နိုင်ဘူးပေါ့နော်တကယ်လို့လမ်းမှာရင်တိုက်တာတွေကားတိုက်တာတွေတခုဖြစ်လာခဲ့ရင်ဘယ်လိုလှုပ်ထားတင်လဲဆိုတာကိုရီကြုံထားဘူးတဲ့အတွေ့အကြုံနဲ့ပြောပြမယ်ပေါ့နော်ကိုရီတော့ကြတော့ဒါကားမောင်းတာပေါ့နော်ကားမောင်းတာဖြစ်ချင်တော့မတော်တဆမှုဖြစ်တယ်ပေါ့နော်ဟို line ကားနဲ့တစ်ဖက်က line ကားနဲ့မီးပွိုင်းမှာကျွန်တော်တို့ကအကွေ့မှာတစ်ဖက်က line ကားကအချိန်မထိန်နိုင်မယ်နဲ့လာပြီးတော့ကျွန်တော်တို့ကားကိုတိုက်မိတာပေါ့နော်တိုက်မိတော့ရိုးအိမ်စီးကားချင်းဆိုရင်တော့ဒီလောက်ပြဿနာမရှိဘူးထင်တယ်အခုကဘယ်လိုဖြစ်လဲဆိုတော့ဟိုဆိုးရပါတယ်သူတို့ကားတွေဖြစ်တယ်ဆိုတော့အမောင်းတွေလည်းကျန်းတယ်ပြီးတော့နောက်တစ်ခုကဟိုရိုးတာမန်ကိုတွေလိုမဟုတ်ဘူးသူတို့တွေကဒီတိုက်တာခိုက်တာတွေကတွေ့ကြုံတွေရှိတယ်တော်တော်လဲတိုက်မိပြုတ်မိကြတယ်ထင်တယ်ဒီဆိုးရကားတွေကအဲ့တော့သူတို့ကဘာလုပ်လဲဆိုတော့ကိုတွေကိုကြောက်ချတယ်တိုက်တဲ့ခါမှာကိုရီကားမှာကဖြစ်ချင်တော့common topic မတက်ထားမျိုးပေါ့နော်ကင်မရာကားကင်မရာမတက်ထားမျိုးအားကြောင့်မို့မှားကျင်တာတခုကတော့ဟိုဖြစ်နိုင်ရင်ကားကင်မရာတက်ထားပေါ့နော်နည်းနည်းများကားကင်မရာဟိုမှာဟိုအပြင်ရောအတွင်းရောဖမ်းတဲ့ဟာရှိတယ်ပေါ့နော်အပြင်ရောအတွင်းရောဖမ်းတဲ့ဟာလေးတွေကိုတက်ထားသေးချင်ပါတယ်ဒါကတော့ဘုဒ္ဓကိုရီခံလာရလို့ပေါ့နော်ကိုရီးယားဘယ်လိုခံလာရလဲဆိုတော့အဲ့လိုင်းကားမောင်းတဲ့လူကတိုက်ချင်းမှာပဲသူကဗီဒီယိုရိုက်ထားတယ်ဗီဒီယိုရိုက်ထားတာမှာဘယ်လိုရိုက်ထားလဲဆိုတော့သူဖြတ်ပြီးတော့သူရိုက်ထားတယ်အမှန်တကယ်ဆိုရင်မောင်းတဲ့လူကကျွန်တော်ပြီးတော့ပကံကလည်းကျွန်တော်ဒါချမ်းနေပေါ့နော်ချမ်းနေဆိုတာနံပါတ်1ပကံပေါ့နော်ဝယ်ထားလည်းနံပါတ်1ပကံမောင်းတာလည်းကျွန်တော်အဲ့ဒါကို तू ကဘယ်လိုရိုက်ထားလဲဆိုတော့ကျွန်တော်မောင်းတဲ့ခန်းကနေထွက်လာတာကိုမရိုက်ဘူးတိုက်မိတဲ့အချမ်းကအမျိုးသမီးဘက်ချမ်းဆိုတော့အမျိုးသမီးထွက်လာတဲ့အခါမှာသူရိုက်ယူထားတယ်ရိုက်ယူထားပြီးတော့မရှင်းကျင်တာပေါ့သူ့ဘက်ကအမားဆိုတာမရှင်းကျင်တော့ကိုယ်ဘက်ကအမားလိုမျိုးရောချတယ်ပေါ့နော်မိန်းကလေးမောင်းလာပြီးတော့ပကံရောက်လာတော့ဖြည့်ရှင်းတော့ကျွန်တော်ကမောင်းတယ်ပြောတယ်ပေါ့နော်ပြုတယ်ပေါ့ဆိုတော့အဲကြောင့်မို့တကယ်လို့ CCTV တွေပါတယ်ကားမှာတော့မတက်ထားမိဘူးဆိုရင်တော့ကိုတခုခုဖြစ်လိုက်တာနဲ့အတက်နိုင်ဆုံးကိုလက်ကင်ဖုန်းနဲ့အရင်ဆုံးရိုက်ယူထားပါကိုအတွင်းထဲအခြေအနေအပြင်ဖြစ်သွားတဲ့အခြေအနေတတိမလွတ်ဖို့ပေါ့နော်အဲ့အချိန်မှာတတိလွတ်ခဲ့ရင်ကတော့အဲ့လိုမျိုးတစ်ဖက်သားကကြောက်ချတာတွေခံရနိုင်တယ်ပေါ့နော်အခုဆိုရင်လည်းကျွန်တော်တို့ပကံချမ်းနေဆိုတော့ကားပြင်ကားတွေကတော့ဘာမှတော့မကုန်ပါဘူးကားပြင်ကတော့ပကံပြင်ပေးတယ်ဒါပေမဲ့ဂျားထဲမှာအချိန်ပုတ်တာပေါ့နော်အခုဆိုရင်ဒါ2လကြော်ပြီပေါ့နော်ကားပြင်ထားတာအခုဒီမရသေးဘူး
ဒါဒီကြားထဲမှာသွားကြတွေပါတွေလိုအပ်တော့အခက်ခဲဖြစ်တာပေါ့နော်ကားငှားထားရတယ်အပြင်မှာပေါ့နော်အဲ့ဒါကြောင့်မို့အခုလိုမျိုးကားမောင်းနေတဲ့လူတွေပါတယ်ဆိုရင်တတိထားလို့ရအောင်လို့ပါကိုကဘလောက်ပဲမှန်ကိုကဘလောက်ပဲမှန်တက်တေထောက်ထားမပြနိုင်ရင်ခတ်တယ်ပေါ့နော်ပကံတဲ့စကားပြောရတာတော့ခတ်တယ်တက်တေထောက်ထားမပြနိုင်